အားလုံးပဲမင်္ဂလာပါရှင်ပြည်သက်ကြီးများအားလုံးကို SK2 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူစိမ့်လက်တင်ရေးသားချတဲ့အချိန်လုံးမို့ဆိုတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်တင်ဆက်သူကျမခင်လေးပါညနေခင်းလေးတစ်ခုမြို့လေကစာကြည့်တဲ့ဟောင်းလေးထဲမှာလူသွားလူလာတိတ်မရှိဘူးစာအဟောင်းနဲ့တင်းတင်းလေးနဲ့တိတ်ဆိတ်တဲ့ငွေသက်ကနေရာတစ်ခုလုံးကိုဖုံးလန်းထားတယ်ပြတင်းပေါက်ကနေဝင်လာတဲ့နေအောင်နုနုလေးကစာအုပ်စင်တွေကြားမှာရွှေရောင်အလင်းတန်းတွေဖြည့်ကျက်ထားသလိုပါပဲ။တီဟာစာအုပ်စင်တန်းရှိမှရက်နေတယ်။သူ့လက်ထဲမှာစာရွက်တချို့ကင်ထားပြီးတော့လိုအပ်တဲ့စာအုပ်တွေကိုလိုက်ရှာနေတယ်။မျက်နှာကတည်ငြိမ်လို့တော့လူတွေနဲ့လည်းအယမ်းမရင်နှီးတတ်တဲ့သူမျိုးလိုပါပဲ။အပေါ်ဆုံးစင်ပေါ်ကစာအုပ်တစ်အုပ်ကိုလှမ်းယူဖို့လက်ဆက်လိုက်တဲ့အချိန်မှာတစ်ဖက်ကလက်တစ်ဖက်လည်းအတူတူရောက်လာတယ်။တီဟာခဏရက်သွားပြီးတော့လှည့်ကြည့်လိုက်ပါတယ်။ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။စပင်းအနက်ရှိရှိကိုနောက်မှာပေါ့ပါပါစီထားတယ်။မျက်နှာမှာအလားပြင်ထားတာမရှိပေမဲ့တိတ်တိတ်လေးလှနေတဲ့ပုံစံမျိုးကောင်မလေးကသူ့လက်ကိုအရင်ပြန်ရောက်လိုက်ပါတယ်ယူလိုက်ပါရှင်အတန်လေးကငြိမ်ငြိမ်လေးနားထောင်လိုက်ရင်စိတ်ကိုအေးသွားစေတဲ့အတန်မျိုးပေါ့တီဟာစာအုပ်ကိုယူလိုက်ပြီးတော့သူမကိုကြည့်နေမိရဲ့ခမလဲဒီစာအုပ်ကိုလိုလားမလားရပါတယ်ကျမနောက်မှဖက်လဲရပါတယ်သူမအပြုံးပွားပါလေးပြုံးပြီးတော့လက်ထက်သွားတယ်တီဟာကတော့အကြောင်းမရှိပဲသူမနောက်ကျော်လေးကိုလိုက်ကြည့်နေမိရဲ့အဲ့ဒီလိုတယောက်ယောက်ကိုမျက်စိရမခွာနိုင်သလိုဖြစ်တာမျိုးသူ့အတွက်တော့ရှားပါတယ်။စာအုပ်ငားတဲ့ကောင်နာနာရောက်တော့စာအုပ်စင်းလုပ်ပေးတဲ့ကောင်မလေးကခုနကောင်မလေးပဲဖြစ်နေတယ်။အသင်းဝင်ကလေးပေးပါနော်။တီဟာကတ်ထုတ်ပေးလိုက်တယ်။ကောင်မလေးကကတ်ကိုကြည့်ပြီးတော့သူ့နာမည်ကိုဖြည်းဖြည်းလေးဖတ်လိုက်ပါတယ်။တီဟာသူ့နာမည်ကိုအဲ့ဒီလိုနူးနူးညံ့ညံ့ခေါ်လိုက်တဲ့အချိန်တီဟာရဲ့ရင်ထဲမှာတော့ထူးထူးခြားခြားဖြစ်သွားပါတယ်။နောက်ပတ်တောက်ကြနေပြန်အပ်ရပါမယ်ရှင်။ဟုတ်ကဲ့ပါတီဟာစာအုပ်ကိုယူပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့တကားနာရောက်တဲ့အထိသူ့စိတ်ထဲမှာအဲ့ဒီတန်လေးကတော့ကြံနေတော့မှာပဲကောင်တာနားမှာတော့မျက်နှာကစရင်စာအုပ်ကိုတင်းနေရင်တီဟာဆိုတဲ့နာမည်ရှိတဲ့နေရာလေးမှာခဏရက်နေမိရဲ့ပြီးတော့မတိမတာပြုံးလိုက်တယ်တီဟာသူမဖြည်းဖြည်းလေးထက်ခေါ်ကြည့်မိတယ်တိတ်ဆိတ်နေတဲ့စာကြည့်တိုက်လေးထဲမှာတော့ဘသူမှမကြားလိုက်တဲ့အတန်တိုးတိုးလေးပေါ့တီဟာစာကြည့်တိုက်ကိုထက်ရောက်လာတဲ့နေရာညနေခင်းနည်းနည်းမှောင်စားပြုတ်နေပြီတကယ်တော့သူဖတ်ဖို့လိုတဲ့စာအုပ်ကမပြီးသေးလို့လာတာမဟုတ်ပါဘူးဘာကြောင့်မှမသိဘဲနဲ့ထက်လာခြင်းမိနေရပါတကားကိုတွန်းဖွင့်ပြီးဝင်လိုက်တဲ့အချိန်အရင်ဆုံးသူလိုက်ရှာမိတာကအစာအုပ်မဟုတ်ပါဘူးကောင်နာနာကကောင်မလေးမျက်နှာကစာအုပ်တွေကိုစင်ပေါ်တင်နေအဖြူအောင်အင်ကြီးလက်ရှိလေးနဲ့စပင်ကိုဒီနေ့တော့မစီထားဘူးတရားဝင်လာတာကိုမြင်တော့သူမမျက်လုံးတွေခဏလင်းသွားတယ်စာအုပ်လာပြန်ကြလားမဟုတ်ပါဘူးနည်းနည်းထပ်ဖက်ချင်လို့ပါမျက်နှာကောင်းငိမ့်လိုက်ပါတယ်ဒီဘက်မှာထိုင်ဖက်လို့ရတယ်နော်သူမပြောတဲ့နေရာကပြတင်းပေါင်နာကထိုင်ကုန်လေးနေအောင်ညွညွလေးကြနေတဲ့နေရာပေါ့တရားထိုင်လိုက်တယ်စာအုပ်ကိုဖွင့်ထားပေမဲ့စာတစ်ကြောင်းမှမဖတ်မိပါဘူးသူ့မျက်စိကတခါတလေမျက်နှာရှိရဲ့ဘက်ကိုရောက်သွားတတ်တယ်မျက်နှာကလည်းစာအုပ်စင်တွေကြားလျှောက်သွားရင်မတိမတာသူ့ဘက်ကိုကြည့်နေမိရဲ့တယောက်နဲ့တယောက်စကားမပြောဖြစ်ပေမဲ့မျက်လုံးချင်းတော့စကားပြောနေပါတယ်ကော်ဖီတောက်မလားရုတ်တရက်မျက်နှာအတန်ကြောင်တရားမောကြည့်လိုက်တယ်သူမလက်ထဲမှာကော်ဖီနှစ်ခွက်ဒီနားဆိုင်ရဝယ်လာတာတစ်ခွက်ပို့သွားလို့တရားခဏငြိမ်နေတယ်တကယ်တော့သူဟာသူများပေးတဲ့အရာကိုလွယ်လွယ်မယူတတ်ပါဘူးဒါပေမဲ့ကျေးဇူးပါဆိုပြီးတော့လက်ကမ်းယူလိုက်မိပါတယ်မျက်နှာကသူ့ရှိတက်တက်မှဝင်ထိုင်လိုက်တယ်နှစ်ယောက်ကြားမှာကော်ဖီနဲ့တင်းတင်းလေးနဲ့တိတ်ဆိတ်မှုသာရှိနေပါတယ်ဒီကိုမြဲလာဖတ်တာလားမျက်နှာကစကားဆလိုက်ပါတယ်မလာဖြစ်ဘူးအလုပ်ရှိမှလာတာပါဘာလို့လုပ်နေရလဲအစာအုပ်ဒီဇိုင်းဆွဲပါတယ်အဲ့ဒါကြောင့်ဒီလိုစာအုပ်တွေဖက်တာပေါ့တရားပြုံးမိသွားပါတယ်အဲ့ဒီညနေခင်းလေးမှာနှစ်ယောက်လုံးမတည်သေးတာတယောက်ရဲ့နေစဉ်ပွားတယ်တဖြည်းဖြည်းချင်းဝင်လာနေပြီဆိုတာပါပဲမြို့လယ်လမ်းမကြီးပေါ်မှာမီးရောက်နေတစင်းပြီးတစင်းလင်းနေတယ်လူသွားလူလာများပေမဲ့တရားစိတ်ထဲမှာတော့တိတ်ဆိတ်နေအောင်ပါပဲအလောက်ကပြန်လာပြီးနောက်ကောင်းမမောင်းကျင်တာကြောင့်လမ်းလျှောက်နေမိရာဖုန်းထဲမှာတချင်းတူတူလေးဖွင့်ထားရင်ရှေ့ကိုကြည့်လိုက်တဲ့အချိန်မှာလမ်းတစ်ဖက်ကကော်ဖီဆိုင်ရှေ့မှာရင်းနှီးနေတဲ့မျက်နှာလေးတစ်ခုကိုတွေ့လိုက်တယ်မျက်နှာသူမဟာဖုန်းကိုကြည့်ရင်တယောက်တည်းထိုင်နေတယ်စပွဲပေါ်ကအရေးခွက်ကအရေးပြောလို့ရေစက်တွေတောင်စီးကျနေပါပြီတီဟာမတိမတာရဲကြည့်နေမိရဲ့အဲ့ဒီချိန်မျက်နှာကလည်းခေါင်းမော့လာပြီးတော့သူ့ကိုမြင်သွားပါတယ်မျက်လုံးချင်းဆုံသွားတဲ့ခဏမှာတော့နှစ်ယောက်လုံးခဏငြိမ်သွားတယ်ပြီးတော့မျက်နှာကအရင်ပြုံးလိုက်တယ်တိတ်ဆိုင်လိုက်တာတီဟာလည်းကော်ဖီဆိုင်ထဲကိုဝင်လာလိုက်ပါတယ်တယောက်တည်းလားဟုတ်တယ်တငယ်ချင်းလာမယ်ပြောပြီးတော့မလာဘူးဖြစ်နေရဲ့ပြန်တော့မလို့လားမသိသေးပါဘူးမျက်နှာကခေါင်းဆောင်ပြီးတော့ပြောလိုက်တယ်ရှင်ရောလမ်းလျှောက်နေတာဒါဆိုခဏထိုင်ပါလားတီဟာညင်းမနေတော့ပဲဝင်ချိုင်လိုက်တယ်ဆိုင်ထဲမှာတချင်းချင်းငိမ့်လေးဖွင့်ထားတယ်အပြင်ဘက်လမ်းမရောင်တွေက
မှန်ပတင်းပေါက်ပေါ်ကနေဖျားကြနေပါတယ်ရှင်ကစကားနဲတယ်နော်မျက်နှာကအပြုံးလေးနဲ့ပြောတယ်အများကြီးပြောရမှာပင်ပန်းလို့ပါဗျာကျမတော့စကားမပြောဘဲနေရရင်ပိုပင်ပန်းတယ်ရှင်ဒါပေမဲ့ခမရကတိတ်တိတ်လေးတော့နေတတ်သားပဲမျက်နှာခဏငြိမ်သွားတယ်လူတိုင်းနဲ့တော့မဟုတ်ပါဘူးတီဟာသူမကိုကြည့်လိုက်တယ်အဲ့ဒီစကားရဲ့အတိတ်ပဲကိုသူလားလဲသွားသလိုဖြစ်သွားပါတယ်ဒါပေမဲ့နှစ်ယောက်လုံးဘယ်သူမှဆက်မပြောကြဘူးရှင်ကတယောက်ယောက်ကိုချစ်ဘူးလားရုတ်တရက်မျက်နှာကမေးလိုက်တယ်တီဟာလက်ထဲကခွက်ကိုကြည့်နေမိရဲ့မသိဘူးအဲ့ဒါဘာဖြစ်လဲချစ်တယ်ဆိုတာတေချာမတည်ဘူးဒါပေမဲ့တယောက်ယောက်ကိုဆုံရှုံးရမှာတော့ကြောက်ဘူးတယ်မျက်လုံးလေးငြိမ်သွားတယ်အဲ့ဒါလဲချစ်တာပဲထင်တယ်အပြင်ဘက်မှာကားတွေဖြစ်သွားတဲ့အတန်တွေကြားနေရတယ်ဒါပေမဲ့ဇပွဲလေးတစ်ခုစာအကွာမှာထိုင်နေတဲ့လူနှစ်ယောက်အတွက်အချိန်ဟာအဖြည်းဖြည်းချင်းနှေးကွေးသွားသလိုပါပဲအိမ်မြန်ကန်ကြီးမှာဒီနေ့ပြောဖို့ကောင်းတယ်နော်မျက်နှာကဖြည်းဖြည်းလေးပြောလိုက်တယ်တီဟာသူမကိုကြည့်ပြီးတော့ကိုလဲလို့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီညကနှစ်ယောက်လုံးအိယာဝင်ပြီးတဲ့အထိတယောက်ကြောင်တယောက်စဉ်းစားနေမိပါတယ်ညတနာကြီးကြော်နေပါပြီတီဟာအိတ်မပြောသေးဘူးအလုံးစပွဲပေါ်မှာဒီဇိုင်းစာရွက်တွေပုံနေတယ်ကွန်ပျူတာမျက်နှာပြင်မှာလည်းမပိတ်ရသေးဘူးဒါပေမဲ့သူကြည့်နေမိတာကဖုန်းမျက်နှာပြင်မျက်နှာရဲ့လူမှုကွန်ရက်စာမျက်နှာကိုဖွင့်ထားပြီးတော့ဘာမှမလုပ်ဘဲကြည့်နေမိရဲ့ပရိုဖိုင်ပုံလေးတောင်အချိန်ချင်းကြည့်ပြီးသားဖြစ်နေပါပြီတီဟာဖုန်းကိုချလိုက်ပြီးခဏကြာတော့ပြန်ကောက်လိုက်တယ်စာပို့မလို့အိတ်ပြီလားစာရိုက်ပြီးခဏကြည့်နေမိရဲ့ပြီးတော့ delete ပြန်လုပ်လိုက်ပါတယ်ဘာလုပ်နေလဲထက်ရိုက်မိရဲ့ထက်ဖြစ်လိုက်ပါတယ်နောက်ဆုံးတော့ဘာမှမပို့ပြစ်ခဲ့ပါဘူးသူ့မာနာကသူ့ခံစားချက်တဲ့အမြဲရှိအောင်နေတတ်ပါတယ်တစ်ဖက်မှာတော့မျက်နှာလဲအိတ်မပြောသေးပါဘူးသူမကတင်ပေါ်မှာလဲနေပြီးဖုန်းကိုမျက်နှာပေါ်တင်ထားပါတယ်တီးရစီကအစာလာမလားဆိုပြီးခဏခဏစကရင်ဖွင့်ကြည့်နေမိရဲ့နိုတီတက်လာတိုင်းမျက်လုံးလေးလင်းသွားတယ်ဒါပေမဲ့သူမျောနေတဲ့နာမည်မဟုတ်ပါဘူးမျက်နှာနှခမ်းကိုက်လိုက်တယ်စာတစ်ကြောင်းလောက်ပို့ရင်ဘာဖြစ်မှာမို့လို့လဲတူတူလေးပြောမိပါတယ်သူမကပဲအရင်ပို့ရမလားလို့စဉ်းစားပေမဲ့နောက်ဆုံးတော့မပို့ပြစ်ခဲ့ဘူးသူကတကယ်တွေ့ချင်ရင်အရင်ပို့မှာပေါ့အဲ့ဒီအတွေ့ပြီးတော့ဖုန်းကိုပိတ်လိုက်တယ်ဒါပေမဲ့9မိနစ်တောင်မကြာပါဘူးပြန်ဖွင့်ကြည့်မိပြန်ပါတယ်နောက်နေ့မနေ့မျက်နှာကော်ဖီဝယ်ပြီးဆိုင်ထဲကထွက်လာတဲ့အချိန်မှာလမ်းတစ်ဖက်မှာရက်နေတဲ့တီးဟာကိုတွေ့လိုက်တယ်သူကဖုန်းပြောနေပါတယ်မျက်နှာတီတီနဲ့အလုံးချောင်ပြောနေပုံလည်းရပါတယ်မျက်နှာမသိမသာကြည့်နေမိရဲ့အဲ့ဒီချိန်မှာတီးဟာကလည်းသူမကိုမြင်သွားပါတယ်ဖုန်းပြောနေရတောင်ခဏရက်သွားတယ်ပြီးတော့လမ်းဖြတ်ကူးလာပါတယ်မနေ့စောစောကော်ဖီလာဝဲတာပါအလုံးမသွားသေးဘူးလားဒီနေ့နားရဲ့ခဏတိတ်သွားတယ်တကယ်တော့နှစ်ယောက်လုံးပြောချင်တာတွေကအများကြီးရှိနေပါတယ်ဒါပေမဲ့ဘယ်အားစပြောရမလဲမသိကြပါဘူးမနေ့ညကတီဟာရုတ်တရက်စကားဆလိုက်တယ်မျက်နှာမောကြည့်လိုက်တယ်စားဖို့မလို့မျက်နှာရင်ထဲတစ်ချက်လှုပ်သွားပါတယ်ဒါပေမဲ့မပို့ပြစ်လိုက်ဘူးသူပြောပြီးတော့ခပ်ဖွာဖွာလေးပြုံးလိုက်ပါတယ်မျက်နှာထဲမသိမသာပြုံးလိုက်တယ်တိတ်ဆိုင်လိုက်တာဘာပြောတာလဲကျမလည်းပို့မလို့လေအဲ့ဒီခဏလေးမှာနှစ်ယောက်လုံးရဲမိသွားပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာတီဟာနဲ့မျက်နှာတို့ပိုရင်းနှီးလာကြတယ်နေတိုင်းမတွေ့ဖြစ်ပေမဲ့တနေ့မကြားရရင်တခုခုလိုနေသလိုခံစားရတယ်မနက်တိုင်းအလုပ်သွားပြီလားညနေတိုင်းအိတ်တော်မလို့လားအဲ့ဒီလိုစာတိုလေးတွေကတဖြည်းဖြည်းအကျင့်ဖြစ်လာတယ်တညမှာအပြင်ထွက်မလားတီဟာစီဟာစာဝင်လာတယ်မျက်လုံးလေးတွေလင်းသွားတယ်ဘယ်သွားမလို့လဲမသိဘူးရှောက်သွားမလို့မျက်နှာခမ်းလေးမတိမတာကွေးသွားတယ်ခဏဆောင်တော့ညလေပြီးတူတူလေးတိုက်နေတဲ့မြို့လမ်းမပေါ်မှာနှစ်ယောက်ရှင်ရှောက်နေတယ်ကာမီရောက်နေဖြစ်သွားတိုင်းမျက်နှာရဲ့သပင်လေးတွေလေထဲကိုဝဲတက်သွားတယ်တီဟာမတိမတာကြည့်နေမိရဲ့ဘာကြည့်တာလဲဘာမှမဟုတ်ပါဘူးတီဟာမတိမတာပြုံးနေပါတယ်ရှင်ကအရင်ကတည်းကဒီလောက်တိတ်ဆိတ်တာလားမျက်နှာကမေးလိုက်တယ်မပင်ပန်းဘူးလားဘာလို့ခံစားချက်တွေအကုန်သိမ်းထားရတာလေတီဟာခြေလမ်းတွေခဏရက်သွားတယ်သူ့မျက်နှာကပိုတိတ်ဆိတ်သွားသလိုပဲတချို့ခံစားချက်တွေကပြောလိုက်ရင်ပြက်သွားမှကြောက်တယ်မျက်နှာသူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်ဒါဆိုတစ်သက်လုံးသိမ်းထားမှာလားတီဟာမဖြေဘူးဒါပေမဲ့သူ့မျက်လုံးတွေထဲမှာအဖြေရှိနေသလိုပါပဲလမ်းတောင်လာရောက်တော့မိဘအနီးပြသွားတယ်ကားတွေတူဝီဖြတ်သွားနေပါတယ်မျက်နှာကလမ်းကူကိုခြေတိုင်းပြစ်လိုက်တဲ့အချိန်တီဟာသူ့လက်လေးကိုအသာဖမ်းထားလိုက်ပါတယ်ခဏမျက်နှာရင်ထဲတစ်ချက်ခုန်သွားပါတယ်တီဟာလက်ကနွေးတယ်အရန်တင်းမဟုတ်ပေမဲ့မလွတ်ချင်သလိုခံစားရတယ်မိစိမ့်သွားတော့မှသူကလက်ကိုဖြည်းဖြည်းချင်းလွတ်လိုက်တယ်နှစ်ယောက်လုံးဘာမှမပြောကြပါဘူးဒါပေမဲ့အဲ့ဒီခဏလေးကနှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့အမတ်တရတွေကျန်နေခဲ့ပါတယ်အိမ်ပြန်ရောက်ပြီးနောက်မျက်နှာကတင်ပေါ်လဲရင်သူ့လက်ကိုကင်ထားတဲ့ခံစားချက်ကိုပြန်စဉ်းစားနေပါတယ်
ရှင်ထဲမှာတော့ပျော်နေမိပါတယ်ဖုန်းကိုဖွင့်လိုက်တော့တရားစီကစာတစ်ကြောင်းဝင်လာတယ်ဒီနေ့ကိုမပြန်ချင်းသေးဘူးအဲ့ဒီနောက်ပိုင်းမှာနှစ်ယောက်ကြားအကာဝေးတွေပိုနေလာတယ်အရင်လိုအတိမဟုတ်တော့ပါဘူးဒါပေမဲ့ချစ်သူလို့လည်းမခေါ်ကြသေးဘူးအဲ့ဒီကြားရတဲ့အချိန်ကြီးဟာတခါတလေပို့ပြီးတော့ရင်ခုန်မှုကောင်းပါတယ်မနက်တနေ့မှာဒီနေ့ကိုနဲ့လိုက်မလားတရားစီကစာဝင်လာတယ်ဘယ်ကိုနေရာတစ်ခုကိုပါမျက်နှာခဏစဉ်းစားပြီးလိုက်မယ်လို့ပြန်ပို့လိုက်တယ်တီဟာခေါ်သွားတဲ့နေရာကမြို့စွန်ဘက်ကတောင်ကုန်းလေးတစ်ခုအပေါ်ရောက်တော့မြို့တစ်မြို့လုံးကိုမြင်နေရတယ်ညနေလေးတိုးတိုးလေးတိုက်နေပြီးနေရာကလည်းတဖြည်းဖြည်းမှိန်လာပြီမျက်နှာကအဝေးကိုကြည့်ရင်ဒီနေရာကိုသဘောကျတယ်ကိုဆွတ်ရှုပ်ရင်ဒီကိုလာနေကြတယောက်ထဲလားဟုတ်တယ်တီဟာသူမဘက်ကိုလှည့်ကြည့်လိုက်တယ်ဒီနေ့တော့မဟုတ်ဘူးမျက်နှာရင်နဲ့တိတ်တိတ်လေးလှုပ်သွားတယ်ရှင်သိလားမျက်နှာမျက်ခင်းပေါ်ထိုင်ရင်ပြောလိုက်တယ်ဘာလို့ကျမကလူတယောက်နဲ့ရင်းနှီးဖို့အရန်ကြတယ်အခုတော့မကြဘူးထင်တယ်တီဟာပြုံးသွားတယ်အဲ့ဒါကောင်းတာလားမျက်နှာသူ့ကိုကြည့်ပြီးမသိဘူးဒါပေမဲ့ကြောက်တယ်ဘာလို့အရန်ရင်းနှီးသွားပြီးရင်တော့ဆုံးရှုံးရမှာတီဟာမျက်လုံးတွေငြိမ်သွားတယ်အဲ့ဒီစကားအရင်ထဲကိုတိုက်ရိုက်ဝင်သွားသလိုပါပဲနေရောင်ကတဖြည်းဖြည်းပျောက်သွားတယ်မင်းရောင်တွေတစင်းပြီးတစင်းလင်းလာတယ်တိတ်ဆိတ်နေတဲ့ခဏမှာမျက်နှာတီဟာဖြည်းဖြည်းလေးခေါ်လိုက်တယ်ရှန်သူမအလဲကြည့်လိုက်တဲ့အချိန်တီဟာသူမကိုတက်တက်ကြည့်နေရဲ့အဲ့ဒီမျက်လုံးတွေထဲမှာပြောချင်တဲ့စကားတွေအများကြီးရှိနေရဲ့မျက်နှာရင်ခုန်လာတယ်သူပြောတော့မယ်ချင်းနဲ့ကိုတီဟာစကားရက်သွားတယ်မာနာလားကြောက်တာလားမသေးချာဘူးလားဘာကြောင့်မှမသိပဲသူဆက်မပြောနိုင်တော့ပါဘူးနောက်ဆုံးတော့အေးလာပြီကိုတို့ပြန်ကြမလားလို့ပြောလိုက်တယ်မျက်နှာရဲ့မျက်လုံးလေးခဏမိန်သွားတယ်အင်းလိုသာပြန်ပြေးလိုက်ပါတယ်အိမ်ပြန်တဲ့ကားထဲမှာနှစ်ယောက်လုံးတိတ်ဆိတ်နေကြတယ်ပြတင်းပေါက်ပြင်ဘက်ကိုကြည့်နေကြပေမဲ့စိတ်ထဲမှာတော့တခုတည်းကိုပဲတွေးနေကြပါတယ်သူဘာပြောမလို့လဲဒါပေမဲ့ဘယ်သူမှမမေးရဲကြဘူးအချစ်ဆိုတာတခါတလေပြောမထွက်တဲ့စကားတစ်ခုကြောင့်ပဲပိုနာကျင်လာတတ်ပါတယ်ဇလန်လေးရဲ့ပထမပိုင်းကိုတော့ဒီနားမှာပဲရပ်နာလိုက်ပါမယ်သူတို့နှစ်ယောက်ရဲ့ဇလန်လေးကနောက်ပိုင်းမှာဘာဖြစ်မလဲဆိုတာကိုတော့ပရိသတ်ကြီးအားစောင့်ကြည့်ပေးဖို့တောင်းဆိုပါရစေရှင်